ပြင်းသင်းမြေမှာသွင်းကိုတွေအိမ်နဲ့တည်နေရတဲ့ဘန်စီမာလက်တစ်လေးအန်ဒရစ်အားလုံးမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ကာရင်ဘန်စီမာဟာဘောလုံးဆုရှင်တစ်ယောက်ဖြစ်ကစားသမားဘွားရဲ့အောင်မြင်မှုကြီးကိုရရှိခဲ့ပြီးတဲ့နောက်ဆော်ရီဘရိုလီမှာလည်းဆက်လက်ခြေစွမ်းပြနေပါတယ်။ဘန်စီမာပြီးခဲ့တဲ့ညမှာတင်အဟီလယ်အသင်းအတွက်ပို့ဦးတက်ကစားပေးခဲ့ရင်လည်းဟက်ထရစ်သွင်းကိုသွင်းယူခဲ့ပါတယ်။လူငယ်ကစားသမားလေးတွေအနေနဲ့အရှိကနောင်တော်စီနီယာကြီးရဲ့ခြေအားကိုနေနိုင်ဖို့စူးစမ်းနေကြရတဲ့အချိန်မှာဘန်စီမာကလည်းစံပြပုဂ္ဂိုလ်ကောင်တစ်ယောက်ဖြစ်ရှိနေပါတယ်။ရီယယ်မက်ဒရစ်လူငယ်လေးအန်ဒရစ်ဟာဘန်စီမာရဲ့လမ်းစဉ်ကိုလာရင်းနဲ့ပြင်းသစ်ဘောလုံးကိုစတင်လွှမ်းမိုးသိမ်းပိုက်နေပါပြီ။အန်ဒရစ်ဟာလိုင်ယွန်ကိုအငှားထွက်လာပြီးကတည်းကလီဂူဝမ်ပွဲစဉ်တွေမှာလည်းမကပဲကူပယ်ဒီဖရန့်ဖလားပွဲမှာပါဆက်လက်ခြေစွမ်းပြနေနေလာဗယ်တင်တဲ့ပွဲစဉ်မှာလည်းနောက်ထပ်သွင်းကိုသွင်းယူနိုင်ခဲ့ပါတယ်။အန်ဒရစ်ဟာပြင်းသစ်မြေမှာ9ပွဲကစားပေးရမှာ9ဂိုးထိသွင်းယူပြထားရင်းနဲ့လိုင်ယွန်ရဲ့တစ်ဆက်စူပါစတာလေးဖြစ်လာနေပါတယ်။လိုင်ယွန်ဒီယာဒီမှာဖလားအောင်မြင်မှုတစ်ခုကိုရရှိဖို့မျှော်လင့်နေပြီးကူပယ်ဒီဖရန့်16တင်စစ်မှာရည်မှန်းချက်ကြီးနေခဲ့ပါတယ်။ဒါပေမဲ့ဂိုးရရှိဖို့ရုန်းကန်နေခဲ့ရတဲ့လိုင်ယွန်ဟာမိနစ်80ကြာမှသွေးကောင်းတင်လေးအန်ဒရစ်ရဲ့အဖွင့်ဂိုးနဲ့အတူလီဂူတိုတင်လာဗယ်ကိုဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲပြီးဖို့10မိနစ်ပဲလိုတော့တဲ့အချိန်မှာပါဗယ်ဆော့စ်ကနေရာလိုရှာဖွေပေးနိုင်ခဲ့တာကြောင့်အန်ဒရစ်အတွက်ခွင့်ရတစ်ခုရရှိလာခဲ့ပါတယ်။အန်ဒရစ်ကရရှိလာတဲ့ခွင့်ရကိုမိမိရအသုံးချပြီးတော့အေရီယာထိပ်ကနေအပြင်းကန်သွင်းလိုက်ပါတယ်။ဒီစွမ်းဆောင်အရာအန်ဒရစ်ကိုရီယယ်မက်ဒရစ်ကဘာကြောင့်ရွေးချယ်ခဲ့တယ်လဲဆိုတဲ့အဖြစ်ပါတယ်။အန်ဒရစ်ရဲ့ဘယ်ချင်နဲ့ပြင်းကန်ချက်ဟာလာဗယ်ကိုသမားအတွက်ကာကွယ်နိုင်စရာအခွင့်အရေးမရှိခဲ့ပါဘူး။နောက်ဆုံးမိနစ်မှာလိုင်ယွန်ကနောက်ထပ်အုံကိုတကူထပ်ပြီးရရှိခဲ့ပြန်တာကြောင့်2-0နဲ့နိုင်ရရှိခဲ့ပြီးတော့ကွာတာဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အန်ဒရစ်ဟာခန်းစစ်တောင်တင်းနဲ့ပြန်မဲ့တဲ့နောက်တန်းကိုအဆုံးမှာထိုးဖောက်ဂိုးသွင်းနိုင်ခဲ့ပြီးလိုင်ယွန်စီငါးနဲ့ရောက်လာတဲ့ရပ်ပိုင်းတွင်းမှာရင်အကောင်းဆုံးကစားသမားဖြစ်သူ့ကိုယ်သူတက်တည်ပြနိုင်ခဲ့ပါတယ်။အန်ဒရစ်ကပွဲပြီးသတင်းထောက်တွေနဲ့အင်တာဗျူးမှာဂိုးသွင်းနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာမိကြောင်းပြောပြလာခဲ့ပါတယ်။ဒါကအသင်းအတွက်အယမ်းရေးပါတဲ့သွင်းကိုတကူပါ။ဘာကြောင့်လဲဆိုတော့ဒီပွဲကခက်ခဲလို့ပါပဲ။ကျွန်တော်ဖိတိုက်ခဲ့ကြပေမဲ့အဖွင့်ကိုရရှိဖို့ရုန်းကန်ခဲ့ရပါတယ်။နောက်တော့ကျွန်တော်ခွင့်ရတစ်ခုရခဲ့ပြီးတော့သုံးချနိုင်ခဲ့ပါတယ်။ကန်စားချက်ကတော်တော်လေးကောင်းပါတယ်လို့အန်ဒရစ်ကပြောသွားခဲ့ပါတယ်။အန်ဒရစ်ရဲ့လိုင်ယွန်ကပေါက်ခွဲအားပြင်းထန်တဲ့တာထွက်ခီးဟာလိုင်ယွန်ရဲ့တစ်ချိန်ကစူပါစတာကာရင်ဘန်စီမာနဲ့တိုက်ရိုက်နှိုင်းယှဉ်ခံရမှုတွေရှိလာခဲ့ပါတယ်။အပြင်းတဲ့ခံတွေကြီးကလည်းရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့မလာခင်လိုင်ယွန်မှာထူးရှယ်ခြေစွမ်းပြခဲ့တာပါ။ဒါဟာလက်ရှိအန်ဒရစ်ရှောက်လန်းနေတဲ့လမ်းနဲ့ဆင်တူနေတယ်လို့ပြောလို့ရနိုင်ပါတယ်။လိုင်ယွန်ကန်တွေအသင်းကောင်းဆောင်ခရစ်ကိုရိုင်းကတော့အန်ဒရစ်ဟာဘန်စီမာနဲ့ personality တူညီသလိုအေရီယာတွေကဂိုးနဲ့ခံနိုင်မှုကလည်းထိပ်တန်းအဆင့်မှာရှိနေတယ်လို့ချီးကျူးထားပါသေးတယ်။ဒါပေမဲ့လည်းအန်ဒရစ်ကတော့စီနီယာရီရဲ့လောင်းရဲအောက်ကနေထွက်နိုင်အောင်ကြိုးစားနေပါတယ်။အန်ဒရစ်ဟာဘန်စီမာကိုအမြင့်ဆုံးနေရာမှာထားပြီးတော့လေးစားပေမဲ့သူ့ရဲ့ကိုယ်ပိုင်လမ်းကိုကိုရိုင်းဖောက်ချင်ကြောင်းထုတ်ပြောလာခဲ့ပါတယ်။ဘန်စီမာနဲ့နိုင်ရှင်ခံရတာအရန်ကောင်းပါတယ်။ဘာလို့လဲဆိုတော့သူကခန်းနာတဲ့ကစားသမားကြီးတယောက်မို့လို့ပါပဲ။သူကကမ္ဘာအကောင်းဆုံးအန်အော်လောက်ဆရာကစားသမားတယောက်ဖြစ်ပါတယ်။ဒါပေမဲ့ဘန်စီမာကကျွန်တော်ထက်အစားပေါင်းများစွာတာလွန်နေပါသေးတယ်။ဘန်စီမာကစားရတဲ့အသင်းလာရုံမှာကျွန်တော်ကစားဝင်ရတာအရန်ဝမ်းသာပါတယ်။ပြီးတော့ဘန်စီမာအနေနဲ့သူ့ရဲ့ကစားသမားဘဝကိုအလားပါဆုံးအဆုံးသတ်နိုင်ပါစေ။ဒါမှမဟုတ်တက်နိုင်နေမြအချိန်အကြာကြီးဆက်ကစားနိုင်ပါစေလို့အန်ဒရစ်ကဆုတောင်းပေးခဲ့ပါတယ်။လာရုံမှာလိုအပ်တဲ့ပွဲချိန်မိနစ်တွေရှာဖွေပြီးနောက်ရသည်မှာအန်ဒရစ်က2016ကမ္ဘာဖလားမှာဘရာဇီးလက်ရွေးစင်တင်တဲ့ရီယယ်မက်ဒရစ်အသင်းအတွက်ဆွမ်းဆောင်ရည်ကောင်းတွေပြသခွင့်ရမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။